အားလုံးပဲ Merry Christmas ပါ Christmas သတင်းကောင်းကလူသားအားလုံးအတွက်အလွန်ဝမ်းသာစရာကောင်းတဲ့သတင်းဖြစ်တယ်လို့ကောင်းကင်တမန်တွေကသိုးထင်းတွေကိုပြောကြားခဲ့ပါတယ်ဟုတ်တယ်မယုံကြည်သူတွေအားလုံးအတွက်လည်းဟုတ်တယ်လို့ကျွန်တော်ခရစ်ယာန်တွေအတွက်လည်းအလွန်ဝမ်းမြောက်စရာဖြစ်တဲ့သတင်းဖြစ်ပါတယ်ဒီတမန်တရားတွေကိုဆင်ခြင်ကြည့်လိုက်ရင်တင့်ခရစ်တော်ရဲ့မွေးဖွားခြင်းကြောင့်မလို့ဝမ်းမြောက်မှာဖြစ်ပါတယ်ပထမတစ်ချက်ဘာဖြစ်လို့ခရစ်ယာန်တွေခရစ်စမတ်မှာဝမ်းမြောက်တဲ့နာလဲကျွန်တော်ရဲ့ဖန်ဆင်းရှင်ဘုရားသခင်ကကျွန်တော်ရဲ့အဖေဖြစ်ကြောင်းကျွန်တော်ရဲ့အဖဖြစ်ကြောင်းကျွန်တော်သိခွင့်ရတယ်လို့ကျွန်တော်ယုံကြည်ခွင့်နောက်ပြီးတော့အဖေလို့ခေါ်ရတဲ့အခွင့်ကိုလည်းယေရှုခရစ်တော်အားဖြင့်ကျွန်တော်ရရှိတာဖြစ်ပါတယ်ကျွန်တော်ဖန်ဆင်းတဲ့ဘုရားသခင်ကကျွန်တော်ရဲ့အဖဖြစ်ကြောင်းသခင်ယေရှုခရစ်တော်ကိုတော်ကိုယုံကြည်ခြင်းအပြင်ကိုတော်၌ရှိတဲ့သူတွေကဘုရားရဲ့သားသမီးများအဖေအဖလို့ခေါ်ရတဲ့အခွင့်ဖြစ်ကြောင်းကိုကျွန်တော်တို့ဖော်ပြပေးခဲ့လို့ကျွန်တော်အဖလို့ခေါ်ပြီးတော့နေ့တိုင်းကျွန်တော်တို့ဆုတောင်းလို့ရတယ်စကားပြောလို့ရတယ်ကိုတော်ရဲ့စကားကိုကြားနာလို့ရတယ်ဒီဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းကတင့်ထဲမှာရှိပါစေဒါကိုစင်ခြင်းနှလုံးသွင်းပြီးတော့အဖေကိုအဖေမှန်းမသိပဲနဲ့အဖေရှိမှန်းမသိပဲနဲ့အသက်ရှင်ခဲ့ရတဲ့ဘဝအခုလဲကိုဖန်ဆင်းရှင်ကိုဖန်ဆင်းရှင်မှမသိကိုရဲ့ဖန်ဆင်းရှင်တခင်အဖကိုအဖမှန်းမသိပဲနဲ့အသက်ရှင်ရတဲ့ဘဝတွေဘလောက်ထိရှိနေလဲသူတို့အထက်ကျွန်တော်တို့ကအဖေကိုအဖေမှန်းသိပြီးတော့အဖကိုအဖလို့ခေါ်ခွင့်ရပြီးတော့မိတ္တဟာရဖွဲ့ခွင့်ရတယ်ဒါကြောင့်မို့လို့ဘုရားသခင်ကိုမိမိရဲ့အဖခေါ်ရတဲ့အခွင့်သိရတဲ့အခွင့်ကိုဘုရားသခင်ရှုပေးတဲ့အတွက်ကြောင့်မလို့ဝမ်းမြောက်ပါကျွန်တော်အင်ဂျီတွေကြောင့်မို့ဝမ်းမြောက်တယ်ခရစ်စမတ်မှာနောက်ပြီးတော့လက်ဆောင်တွေကြောင့်မို့ဝမ်းမြောက်တယ်ဟိုသွားဒီသွားရတဲ့အတွက်ကြောင့်မို့လို့ဝမ်းမြောက်တယ်နောက်ပြီးတော့ကျွန်တော်တို့အလုပ်လုပ်တဲ့သူတွေလည်းနားခွင့်ရတဲ့အတွက်ဝမ်းမြောက်ကြတယ်အဲ့ဒါတွေကလည်းသခင်ရှုခရစ်တော်ထဲမှာဘုရားသခင်ကိုချီးမွမ်းစရာဝမ်းမြောက်စရာတွေဖြစ်ပါတယ်အဲ့ဒီထက်အဆမတန်ကြော်လွန်တာကကျွန်တော်ရဲ့ခေါင်းကီရွှေပြာဖကိုအဖေမှန်းသိပြီးတော့အဖေလို့ခေါ်ခွင့်ရတဲ့အခွင့်ကိုယေရှုခရစ်တော်တားတော်ဘုရားကပေးတဲ့အတွက်ကြောင့်မို့လို့ဒါတော့ဝမ်းမြောက်ပါဒုတိယအနေနဲ့ကျွန်တော်သခင်ယေရှုခရစ်တော်ကျွန်တော်ရဲ့အဖြစ်ပြဿနာကိုဖြေရှင်းပေးခဲ့ပြီးအစအဆုံးဖြေရှင်းပေးခဲ့ပြီးဒါကြောင့်မို့လို့ဝမ်းမြောက်ပါကျွန်တော်စဉ်းစားကြည့်ချစ်တဲ့ညီကိုမောင်နှမတို့ကျွန်တော်အမှုတော်ဆောင်တွေကျွန်တော်တို့အမှုတော်ဆောင်တွေရောတခြားခရစ်ယာန်ဦးဆောင်တဲ့သူတွေရောအဲ့မှာဆရာမတွေရောခရစ်စမတ်မှာဆိုရင်အရန်ပဲအလုပ်များကြတယ်ချက်လက်ပြုတ်လိုက်အင်္ဂလိပ်ဟောလိုက်အလားပါတွေပြင်ဆင်လိုက်တာတွေနဲ့လောဘဒေါသမောဟတွေကအဲ့ဒီမှာပေါ်လာတယ်သူများစိတ်တိုးလာတယ်သူများတခွန်းပြောလိုက်လို့ရှိရင်ကျွန်တော်ပြန်ပြောတယ်ကျွန်တော်လည်းဒီလိုတွေလုံနေမိတယ်ဒီနေ့မှလည်းလုံမိတယ်ကျွန်တော်ဒီနောက်ပြီးတော့ပတ်စံတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့စိတ်ကကျွန်တော်တို့ဘယ်လိုပြောမလဲလောဘကြီးတဲ့စိတ်တွေလည်းပေါ်လာတတ်တယ်ဒါကြောင့်မို့လို့ဒီအရာတွေကိုကြုံလာတဲ့အခါမှာခရစ်စမတ်အစဉ်လုံနေရတာနဲ့လောဘဒေါသနောက်ပြီးတော့ဂုံဘွားကြွားခြင်းမာနထောင်လွှားခြင်းဒါတွေကြောင့်မို့လို့ကျွန်တော်တို့ကိုဝမ်းနေနေရလို့ရှိရင်ဒီအရာတွေကမကောင်းမှန်းသိပြီးတော့ဝိညာဉ်တော်ကကျွန်တော်တို့ကိုဖော်ပြလို့ရှိရင်ဝမ်းမြောက်လိုက်ပါဘာဖြစ်လို့လဲအဲ့ဒီပြဿနာကိုဖြေရှင်းပေးတဲ့သခင်ယေရှုခရစ်တော်မွေးဖွားလာခဲ့ပြီယေရှုခရစ်တော်မွေးဖွားလို့ကျွန်တော်တို့ကအပြစ်ကိုနာရတဲ့အခွင့်အပြစ်ကနေဆေးကြောခံရတဲ့အခွင့်ကျွန်တော်ပြုလုပ်ခဲ့တဲ့အပြစ်တွေဆေးကြောခံရဒီတာမကပဲလေအပြစ်ကိုဆက်လက်ပြီးတော့တက်တာမှာအောင်နိုင်ရတဲ့အခွင့်ကိုသခင်ယေရှုခရစ်တော်အားဖြင့်နှုတ်ကပတ်တော်ဝိညာဉ်တော်အသုံးပြီးတော့ကျွန်တော်တို့နိုးဆော်ပေးခြင်းတိုက်တွန်းပေးခြင်းစိတ်နှလုံးသားအသစ်ပြုပြင်ခြင်းအားဖြင့်ကျွန်တော်တို့ပေးတယ်။တင်းရဲ့နေ့စဉ်လုပ်နေတဲ့အပြစ်တွေကိုခေါင်းကင်ရွှေပြာဖရဲ့လက်ရဘက်မှာထိုင်ပြီးတော့ခမဲတော်ကိုသူ့ရဲ့အသွေးတော်အားဖြင့်တောင်းပန်ပေးနေတယ်ယေရှုခရစ်တော်ရှိတယ်။ဒါကြောင့်မလို့တင်ကအပြစ်လုပ်နေတာဘာမှမဖြစ်လို့ပြောတာမဟုတ်ဘူး။ဝမ်းနေစရာကောင်းတယ်၊ယုံကြစရာကောင်းတယ်။ဒါပေမဲ့တင်မှာမျောလင့်ချက်ရှိတယ်။တပါးအမျိုးသားတွေလို့ဘာသာခြားတွေလို့မဟုတ်ဘူးသူတို့မှမျောလင်းချက်မရှိဘူးလှုပ်လိုက်ပြီးဆိုရင်တော့သူတို့အတာကိုခံနေရမယ်ဆိုပြီးတော့သူတို့စိုးရင်ပူပန်နေပြီးတော့အဲ့ဒီအရာတွေကနေလွတ်မြောက်ဖို့ရန်အတွက်သူတို့ကခံရမှာပဲရတော့မယ်ကျွန်တော်တို့ကခရစ်တော်ကကျွန်တော်တို့အတွက်အတေခံပေးခဲ့လို့စီကြောပေးခြင်းအခွင့်ကိုရရှိတယ်ဒါကြောင့်မို့လို့ခရစ်စမတ်မှာကိုယ့်ရဲ့အပြစ်ပြဿနာကိုဖြေရှင်းပေးခဲ့တဲ့အတွက်အခုလည်းဖြေရှင်းပေးနေတဲ့အတွက်သခင်ယေရှုခရစ်တော်ရဲ့မွေးဖွားခြင်းကိုဝမ်းမြောက်ပါနောက်ပြီးတော့တတိယတစ်ချက်ကျွန်တော်ခရစ်ယာန်တွေခရစ်စမတ်မှာဝမ်းမြောက်ပါဘာဖြစ်လို့လဲကျွန်တော်တို့လောကမှာနေတဲ့အခါမှာကျွန်တော်တို့ကိုယ့်ရဲ့အပြစ်ကြောင့်မို့ရောနောက်ပြီးတော့အိုချင်းနာချင်းတေချင်းပြဿနာတွေနောက်ပြီးတော့တပါးသူရဲ့လောဘဒေါသမောဟတွေကြောင့်မို့လို့ကျွန်တော်တို့ဒုက္ခရောက်နေရတယ်ကျွန်တော်တို့မြန်မာပြည်မှာအိုမဲအိမ်မက်တွေဖြစ်ရတာတွေအသက်ဆုံးရှုံးရတာတွေချစ်တဲ့သူနဲ့ဝေးရတာတွေကိုယ့်အိမ်မှာကိုမနေရတာတွေနောက်ပြီးတော့ရှာဖွေစားသောက်ဖို့ရန်အတွက်အနိုင်နိုင်ရုန်းကန်စူးစမ်းပြီးတော့လုပ်နေရတာတွေအားပင်ပန်းပါတယ်ကျမ်းမာရေးအခြေအနေရောက်ရောလောကမှာငလင်ကြောင်းမှုရောဒီယောဂဘယကြောင်းမှုရောစစ်ဘေးဒဏ်ကြောင်းမှုရောကျွန်တော်တို့ဒီလောကမှာကျွန်တော်တို့မျောလင့်ချက်မရှိဘူးဒီလိုမျိုးလောကမှာဒီလိုမျိုးအပြစ်နဲ့ပြစ်နေတဲ့လောကမှာဒါနေရမယ်ဆိုတော့ဆဲဘောကပဲနေရအဘောပေါင်းတန်းတကတိပဲနေရ
အတင်ချေပဲနေရကျွန်တော်တို့မှာတကယ်စစ်မှန်တဲ့ဝမ်းမြောက်စရာပျော်ရွှင်စရာမရှိဘူးမျောလင့်စရာလည်းမရှိဘူးအဲ့ဒီကနေကျွတ်နိုင်အောင်လွတ်နိုင်အောင်လဲကိုယ်တိုင်မလုပ်နိုင်ဘူးဆိုတော့ကိုယ်တိုင်ကလည်းလောဘဒေါသမောဟနဲ့ပြည့်နေတယ်ကိုယ့်ရဲ့ပြုတ်ခဲတဲ့အပြစ်တွေဒါတွေကြောင့်မို့လို့လဲကျွန်တော်တို့မောပန်းနေရတယ်ဒါကြောင့်မို့လို့အပြည့်နဲ့ပြည့်နေတဲ့လောကထဲမှာအသက်ရှင်နေတဲ့အခါမှာအပြည့်နဲ့ပြည့်နေတဲ့လူတွေကြားထဲမှာအသက်ရှင်နေတဲ့အခါမှာကိုယ်တိုင်ကလည်းအပြည့်ရဲ့လွှမ်းမိုးခြင်းကိုခံနေရပြီးတော့မလုပ်ချင်တာတွေလုပ်မိတယ်လုပ်ချင်တာတွေကိုမလုပ်နိုင်ဘူးဒီလိုဘဝမှာဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်တို့မျောလင့်ချင်တာဘာရှိလဲတခါတည်းပျောက်သွားမယ်ဆိုရင်လည်းကျွန်တော်တို့ကိုယ့်အကူမလုပ်နိုင်ဘူးကျွန်တော်တို့ကောင်းကင်နိုင်ငံရောက်ဖို့လည်းကိုယ့်အကူမလုပ်နိုင်ဘူးဒီအရာကနေပျောက်သွားမယ်ဆိုရင်လည်းတမန်ကျမ်းစာကပြောတယ်တမန်လွန်မှာကျွန်တော်တို့ဒီတိုင်းပဲပျောက်မသွားဘူးကျွန်တော်တို့ဒီဘဝမှာလည်းဒုက္ခခံရတယ်နောင်ဘဝမှာလည်းဒုက္ခခံရတယ်ဒါတော့ဒီဒုက္ခကနေလွတ်မြောက်နိုင်တဲ့သူဘယ်သူမှမရှိဘူးကိုစူးစမ်းရမယ်ဆိုပေမဲ့လည်းဘယ်သူမှမစူးစမ်းနိုင်ဘူးကိုလောက်ခဲ့တဲ့ຢာတွေအားလုံးကိုပေးဆက်ရမယ်ဆိုတော့နောင်ဘဝဆက်တိုင်းဆက်ပြီးတော့ရှိမယ်ဆိုရင်လည်းကျွန်တော်တို့ပေးဆက်လို့ကိုကုန်မှာမဟုတ်ဘူးဒီတော့ကျွန်တော်တို့တမန်လွန်မှာကျွန်တော်တို့ကိုစောင့်နေတဲ့ထာဝရငရဲကျွန်တော်ဒီလောကမှာလောဘဒေါသမောဟနဲ့ဒီအပြည့်နဲ့ပြည့်နေတဲ့ဒီလောကကြီးရဲ့ဒုက္ခကနေလွတ်မြောက်စေနိုင်တဲ့သခင်ယေရှုခရစ်တော်ကယ်တင်ရှင်ယေရှုခရစ်တော်မွေးဖွားလာခဲ့ပြီဒီမျော်လင့်ချက်ရှိတယ်ကျွန်တော်တမန်တော်မှာကျွန်တော်ခရစ်တော်ကိုယုံကြည်တဲ့သူတွေကိုတော့လိုပဲရှင်ပြန်ထမြောက်လာပြီးတော့လောဘဒေါသမောဟနဲ့မရှိတဲ့နေရာစိုးညစ်ခြင်းလုံးဝမရှိတဲ့နေရာဒါကြောင့်မလို့အိုချင်းနာချင်းတေချင်းဆိုတဲ့နောက်ပြီးတော့တခြားဆင်းရဲခြင်းတွေစိုးရုပ်တဲ့သူတွေစာရမဏေတခြားဘာမှမစိုးညစ်တဲ့အရာတွေမရှိဘဲပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းပဲရှိတယ်ထာဝရချမ်းသာကောင်းကင်ရွှေပြည်မှာကျွန်တော်တို့ဝိညာဉ်ခန္ဓာနဲ့အသက်ရှင်ရမယ်နော်ကျွန်တော်တို့ခရစ်တော်ရဲ့ခန္ဓာကိုယ်လိုမျိုးရှင်ပြထမြောက်လာတဲ့ခန္ဓာကိုယ်လိုမျိုးနဲ့ထာဝရအသက်ရှင်ရမယ်ဒီတိုင်းပဲပျောက်သွားပြီးတော့အခုအစအနရှာမတွေ့ပဲနဲ့ပျောက်သွားမှာမဟုတ်ဘူးကျွန်တော်ပျော်ရွှင်ခြင်းကိုခံစားရမယ်မေတ္တာကိုခံစားရမယ်ဘုရားသခင်ရဲ့ယဉ်ကျေးကြောင်းအချင်းကိုထာဝရခံစားရမယ်ဒီမျှော်လင့်ချက်ကိုကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကလာပြီးတော့ပေးထားတယ်တင့်စီမှာရှိတယ်ဟုတ်တယ်ကျွန်တော်တို့ခရစ်ယာန်တွေမြန်မာနိုင်ငံအချင်းတွေမကောင်းပေမဲ့လည်းကျွန်တော်ခရစ်စမတ်မှာဝမ်းမြောက်နေကြတယ်သူများရဲ့ဒုက္ခကိုဥပိ္ပခာပြုတာမဟုတ်ဘူးသူများရဲ့ဒုက္ခကိုလောင်ပြောင်တော့မဟုတ်ပါဘူးဒီဒုက္ခတွေထဲကနေလွတ်မြောက်နိုင်တဲ့ကယ်တင်ရှင်မွေးဖွားလာခဲ့လို့ကျွန်တော်တို့အတွက်ကောသူတစ်ပါးအတွက်ကောဒုက္ခအိုချင်နာချင်းတေချင်းတော့ပြီးတော့ရန်သူမျိုး၅ပါးစိုးညစ်တဲ့လူတွေကြားမှာစိုးညစ်တဲ့ကဘာတွေကနေလွတ်မြောက်နိုင်တဲ့ထာဝရငြိမ်းချမ်းတဲ့ကောင်းကင်တစ်မြေကြီးတစ်ကောင်းမြတ်ခြင်းပဲရှိတဲ့ကောင်းမြတ်တဲ့သူတွေပဲရှိတဲ့ဘုရားသခင်ရဲ့ရင်ခွင်တော်မြတ်ထဲမှာလုံးဝခိုလုံရတဲ့နေရာကိုပေးနိုင်တဲ့သခင်ရှုခရစ်တော်မွေးလာလို့ကျွန်တော်တို့ဝမ်းမြောက်နေခြင်းဖြစ်ပါတယ်ကျွန်တော်ဒုက္ခကြားမှာမျက်ရည်တွေနဲ့ဝမ်းမြောက်နေတယ်မျောလင့်ခြင်းနဲ့ဝမ်းမြောက်နေတယ်ကျွန်တော်ညီကိုမောင်နှမတွေမျိုးတွေအတွက်ဝမ်းနေတယ်ဒါပေမဲ့ကျွန်တော်ခရစ်တော်ယူဆောင်လာပေးတဲ့မျောလင့်ချက်ကြောင့်သူတို့ခရစ်တော်ထဲမှာရှိတဲ့သူတွေအတွက်ဝမ်းမြောက်တယ်ခရစ်တော်ထဲမှာမရှိတဲ့သူတွေအတွက်ကတော့ဒီသတင်းကောင်းကိုကြားပြောရတဲ့အခွင့်ကိုပေးတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျောလင့်ချက်သတင်းကောင်းပေးထားတဲ့အတွက်ကြောင့်မို့လို့ယူဆောင်လာပေးတဲ့ခရစ်တော်မွေးဖွားလာခဲ့လို့သူတို့သတင်းကောင်းပြောဖို့အတွက်ဝမ်းမြောက်တယ်ရှိလာတဲ့သတင်းကောင်းကြောင့်မို့လို့ဝမ်းမြောက်တယ်ဒါကြောင့်မို့လို့ချစ်တော်ညီကိုမောင်နှမတို့ခရစ်စမတ်မှာဝမ်းမြောက်ပါလို့ဒီဒုက္ခကနေကယ်တင်ပေးမယ်အပြစ်ကနေကယ်တင်ပေးမယ်သခင်ယေရှုခရစ်တော်မွေးဖွားလာခဲ့ပြီကျွန်တော်ကိုအိုခြင်းနာခြင်းတေခြင်းမရှိတဲ့ထာဝရဒုက္ခချမ်းသာပဲခံစားရမယ်ကောင်းကင်တစ်မြေကြီးတစ်ကိုဖန်ဆင်းပေးမယ်ထာဝရဆိုးဆန်ပေးမယ်ရင်ခွင်တော်မြတ်မှာအမြဲတမ်းထွေးပိုက်ပေးထားမယ်သခင်ယေရှုခရစ်တော်ယေရှုဖျားမွေးဖွားလာခဲ့ပြီလွန်ခဲ့တဲ့နှစ်ပေါင်း2025ခုနှစ်မှာအခုအစ္စရေးနိုင်ငံယူဒပြည်ဘက်လင်မြို့မှာခရစ်တော်မွေးဖွားလာခဲ့ပြီကယ်တင်ရှင်မွေးဖွားလာခဲ့ပြီအားလုံးပဲဝမ်းမြောက်လဲကိုတော့ကိုကြိုးစိုးရင်းနဲ့သူတစ်ပါးကိုလည်းဒီဝမ်းမြောက်တဲ့သတင်းကိုကျွန်တော်တို့ညီကိုတွေကိုရောတငယ်ချင်းတွေကိုရောအိမ်နီးသားချင်းတွေကိုရောနောက်ပြီးတော့ line ပေါ်မှာရောအကုန်လုံးကိုဝင်ငါပြေးကြရအောင်လို့အားလုံးကိုတိုက်တွန်းချင်ပါတယ်ဝမ်းမြောက်ဖွယ်ခရစ်စမတ်ဖြစ်ပါစေ